အဲ့ဒီအချိန်မှာရုပင်ကအဲ့ဒီနေရာမှာမရှိဘူးသူပြန်လာပြီးရေတွင်းပြက်ထဲမှာယောသက်ကိုမတွေ့တော့တဲ့အခါသူဟာအလွန်ဝမ်းနည်းသွားတယ်သူဟာသူ့ညီတွေကိုညီလေးဟာရေတွင်းထဲမှာမရှိတော့ပါလားသူဘာလုပ်သလဲငါဘာလုပ်ရမလဲဆိုပြီးမေးတယ်ဒါနဲ့သူတို့ဟာစိတ်တကောင်ကိုတက်ပြီးယောသက်ရဲ့အင်ဂျီကိုစိတ်သွေးနဲ့လူးလိုက်တယ်အဲ့ဒီအင်ဂျီကိုသူတို့ဖေစီယူသွားပြီးသူတို့ငါတို့ဒီအင်ဂျီကိုတွေ့တယ်ကျွန်တော်တို့ဒီအင်ဂျီကိုတွေ့တယ်ဒီအင်ဂျီဟာအဖေသားရဲ့အင်ဂျီလားလို့မေးကြတယ်ယောသက်ဟာအီဂျစ်ပြည်မှာဘဝအမျိုးမျိုးတွေ့ကြုံခဲ့ရတယ်ထာဝရဘုရားဟာသူနဲ့အတူရှိတော်မူတဲ့အတွက်အောင်မြင်လာတယ်ဒါပေမဲ့သူမလုပ်ခဲ့တဲ့အရာတစ်ခုအတွက်အပြစ်တင်ခြင်းခံရပြီးထောင်ထဲမှာနေရတယ်ထောင်ကျနေတော့လူအများကြီးကိုကယ်တင်ခဲ့တယ်အိမ်မက်အတိတ်ပဲဖော်နိုင်မှုဘုရားသခင်ရဲ့ဝိညာဉ်တော်ကယောသက်ကိုကူညီခဲ့တယ်အီဂျစ်ဘုရင်ကအိမ်မက်တစ်ခုမှပြီးအတိတ်ပဲဖော်ပြဖို့ယောသက်ကိုဆင့်ခေါ်လိုက်တယ်ယောသက်ကိုထောင်ထဲမှာချက်ချင်းထုတ်လာခဲ့တယ်သူဟာရင်မိုးချိုးပြီးဘုရင်ထံခစားဝင်နေဘုရင်ကယောသက်ကိုငါအိမ်မက်မှတ်တယ်ဒီအိမ်မက်ကိုဘယ်သူမှအတိတ်ပဲမဖော်နိုင်ဘူးတေဟာအိမ်မက်အတိတ်ပဲကိုနားလဲတယ်လို့ငါကြားတယ်လို့မိန့်တော်မူတယ်ယောသက်ကအရှင်မင်းကြီးဘုရားသခင်ကကူညီလို့အိမ်မက်အတိတ်ပဲကိုနားလေရခြင်းဖြစ်တယ်လို့ပြန်ဖြေလိုက်တယ်ဘုရင်ကငါဟာနိုင်မြစ်ကမ်းပါးမှာရက်နေတယ်လို့အိမ်မက်တယ်နွားဝဝကြီး9ကောင်ဟာရေကနေချက်ချင်းတက်လာပြီးမြက်တွေစားနေကြတယ်အဲ့ဒီနောက်နွားပိန်9ကောင်တက်လာပြန်တယ်အဲ့ဒီလောက်ပိန်နဲ့နွားမျိုးကိုငါတခါမှမမြင်ဘူးအဲ့ဒီနွားပိန်တွေကနွားဝဝကြီးကိုစားပစ်လိုက်ကြတယ်ဒါပေမဲ့သူတို့ဟာပိန်မြဲပိန်နေကြတယ်အဲ့ဒီအခါငါနိုးလာတယ်နောက်ခဏကြာတော့ငါထပ်ပြီးအိမ်မက်မှတ်ပြန်တယ်စပတ်နံ9နံဟာစပားပင်တပင်ပေါ်မှာတီးနေတာငါမြင်တယ်အဲ့ဒီစပတ်နံတွေကကြီးပြီးမှဲ့နေတယ်နောက်တစ်ခါသေးပြီးချောင်းနေတဲ့စပတ်နံ9နံထွက်လာပြန်တယ်ဒီသေးပြီးချောင်းနေတဲ့စပတ်နံတွေဟာကြီးပြီးမှဲ့နေတဲ့စပတ်နံ9နံကိုမျိုးလိုက်တယ်ဒီအိမ်မက်ရဲ့အတိတ်ပဲကိုဘယ်သူကမှငါ့ကိုမရှင်းပြနိုင်ခဲ့ဘူးလို့ဘုရင်ကြီးကမိန့်တော်မူတယ်